Yeah เนาะအားလုံးပဲเนาะဒီနေ့ပွဲလေးရတော့ RQ နဲ့เนาะဒီOnly2ရဲ့နောက်ဆုံး game number 7လေးကိုကျွန်တော်အနေနဲ့ပြန်ပြီးတော့ပဲကတ်သွားမှာအဘက်ကဒီ trophy လိုက်ယူရအောင်ယူသွားမှာအိုးကန်လာတဲ့ဆိုမှလည်း reverse slide ပြန်ပြီးတော့ပြေးရတယ်နောက်မှလည်း equal damage ရှိနေတဲ့ဆိုမှလည်းကို share နဲ့တူပဲဝင်လာဆိုမှကိုက်ပြီးတကောင်ပြန်ပြီးတော့ပဲစုံသက်ခံရပဲအိုး share လေးနဲ့တူပဲ key point တကောင်မှာပေးသက်လိုက်ရတာနှစ်ကောင်ကြောက်သွားပြီမတက် level 4ရသွားဆိုတော့သူအနေနဲ့ battle စားဖို့ကတော့ chance နေတယ် key point အနေနဲ့ level 4ရောက်ဖို့ကတော့လူသေးတယ် Diamond အနေနဲ့လည်းလာပြီးတော့ဒီ battle ကို join မှာတော့ဘယ်လိုမျိုးဆိုင်သွားမလဲတိုးတော့ carry တကောင် retribution နဲ့တူတတ်တယ်လေးကိုရအောင်လို့ယူသွားနိုင်ခဲ့တယ်ဟို Servo ဆက်စုချင်းရောက်လာတော့တီး team တွေဆိုကို share ရှာကီတို့တခါလေးတိုင်းပြီးတော့ပိုင်းနေဆိုပြီးလေအိုး latitude damage ပြန်ပြီးတော့ပေးတိုင်းတော့မှဆက်စုချင်းပြန်နေပြီးတော့ပဲစုံသက်ခံရအိုးနောက်မှလည်းကျွန်တော်ကင်းနေတူပဲเนาะ air strike damage တွေအောက်မှာ range တကောင်အိုး Servo လွတ်သွားတာဟိအောင်ကြီးအဲ့ရတော့မလာတော့တို့နေတန်းလိုက်မှာဆက်စုချင်းတခါလေးမြောက်ပြီးတော့ drone ကပေးပြီးတော့ကန်လိုက်ဆိုပြီးလေနောက်မှ AOG ပြန်ပြီးတော့ခုံလာပြီးရေအိုးလူပင်တကောင်ပြန်နေပြီးတော့ပဲရအောင်တော့ကြိုးစားနေဆိုပြီးပဲ equal damage အောက်မှာအိုးမသေးသေးဘူးရှာကီတို့တခါလေးတိုင်းပြီးတော့ပိုင်းနေဆိုပြီးလေစမ်းစကောင်တေးမှုချန်ကောင်လို့များသွားတယ်ဆိုပြီးလေဆက်စုချင်းတို့ရအောင်လို့ယူသွားနိုင်ခဲ့တယ်တိုးတော့ carry တကောင်နော်ဒီ diamond ကောင်ရအောင်လို့ကြိုးစားနေနေပဲမရတော့မရလိုက်ဘူးပြန်လေး rinse ပါရ rinse manipulation တိုင်းပြီးတော့ပြီးရဆိုပြီးလေနောက်မှ AOG 1 melody တီချီရဲဆိုပြီး power ဖြစ်သွား reverse light တွေပြန်လေးပြီးတော့ point တော့ခံရသည် air damage ချက်အောက်မှာ bloody ချူရအောင်လို့ယူသွားနိုင်ခဲ့တယ်နှစ်ကောင်ဆက်စုချင်း retribution နဲ့တူပဲတော့ဒီတာတယ်လူတွေရအောင်လို့ယူထားနိုင်တယ်တိုးတော့ diamond ကောင်ပေးဆက်ရမယ် rinse ကောင်မှာပြန်လေးပြီးတော့ပေးဆက်လိုက်ရတာကြီးကမတန်တော့4မိုင်လောက်ကြီးထောင်းသွားတာဟိုကညားနေတယ်ငါကောင်မစုပြီးဗတ်တဲ့ဆိုင်နေတယ်အိုးတခါလေး dragon kit တန်းမျိုးကန်တယ်ကျွန်တော် diamond ဖြစ်နေအကြောင်းက reverse line နဲ့တူပဲတင်နေပြီးတော့ပဲနော် forward ဘွားကြီး retribution နဲ့တူလို့ရအောင်လို့ယူသွားနိုင်တယ်စာတင်ကောတစ်ခေါက်လို့ခေါင်းတယ် bloody ချူ damage တော့ဆက်ပြီးနေဆိုရင် flip ကတော့မကင်နိုင်တော့ပါဘူးတော့ manipulation ပြန်ပြီးခင်းနေဆိုလို့လေဆက်စုချင်း dragon kit နဲ့တူပဲတင်နေပြီးတော့ပဲစုံသက်ခံရရတယ်ဗျာအိုးဘာသာ guardian နောက်ကျနေကြားမှာပဲနော်နှစ်ကောင်လုံးတင်နေပြီးတော့ပြီးဆက်လိုက်ရတယ်ဒီလိုကြီးနေရလေဒီကောင်ဆက်တကောင်လုံးနေရလေ11k အိုး air strike ဒီကောင်ကိုပြီး risk ကောင်တင်နေပြီးတော့ပဲအဆုံးသက်ခံလိုက်ရတာတော့တော်တော်လေးကိုဆုံးသက်ဖို့ရာခိုင်နှုန်းကတော့များနေပြီရှေ့လုံးမှာပဲလူပေးစံတော်လေးခေါ်ရသည်တယ်အတော့တကောင်ဟိုနောက်ပါလေ extra damage နဲ့တူပဲเนาะသွေးတော့တော့ကိုင်းနေပဲသူအနေနဲ့တင်နေပြီးတော့သွေးပြန်ဖြီးမှာပဲရတော့မှာဒီစီတောင်းလေဆိုတော့ rolling stone နဲ့တူပဲ AOG ကောင်မတီ team တွေ lock နေရလေ crystal လုံးပြီးတော့တိတ်ပြီးရတော့ရိုက်နေတော့ပါလေ random light နဲ့တူပဲအိုး carry တကောင်เนาะ crystal လုံးပြီးတော့တိတ်ပြီးတော့ရိုက်သွားရင်းနဲ့ပဲเนาะနောက်ဆုံး true reply ကိုကိုင်းမြောက်သွားတဲ့တင်းရတော့အိုးနေ